စစ်တူကြီးကဗျာမှာစစ်သားတွေအတွက်စားစရာနဲ့တောက်စရာရေမလုံလောက်လို့စိတ်ညစ်ပြီးဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်ရေချိုးကန်ထဲကနေထူးထူးဆန်းဆန်းပစ္စည်းတစ်ခုဝုန်းကနေပြုတ်ကျလာပါလေရောတကယ်တော့ခစ်တစ်ကဘာမှာနေတဲ့ရှင်းရှင်းဆိုတဲ့ကောင်မလေးစီမှာလဲဘာကြောင့်မှမသိပဲအဲ့ဒီရေချိုးကန်နဲ့ပုံစံတူတစ်ခုရှိနေတာပါတရက်တော့ရှင်းရှင်းကလက်ထဲကပစ္စည်းတစ်ခုကိုမတော်တဆချော်ချလိုက်မိရာကနေအဲ့ဒီပစ္စည်းကချက်ချင်းပျောက်သွားတယ်ဒါနဲ့စမ်းကြည့်ချင်တာနဲ့အလားတူပစ္စည်းနောက်တစ်ခုကိုကန်ထဲထပ်ထည့်ကြည့်လိုက်ပြန်ရောအဲ့ဒီမှာတင်သူမရဲ့ရေချိုးကန်ထဲကပျောက်သွားတဲ့ပစ္စည်းကစစ်တူကြီးရဲ့ရေချိုးကန်ထဲကနေဝါကနေထွက်လာတော့တာပါပဲရှင်းရှင်းလဲကိုယ်တိုင်ကန်ထဲငုံကြည့်ပြီးဝင်ဖို့ပြင်သေးပေမဲ့မကောင်းနိုင်ဘူးဆိုပြီးဆောင်းလိုမျိုးအသေးအဖွဲပစ္စည်းလေးတွေကိုပဲကန်ထဲပစ်ထည့်ကြည့်နေလိုက်တယ်အခြားတစ်ဖက်မှာတော့စစ်တူကြီးနဲ့စစ်သားတွေကဒါကိုထူးဆန်းဖြစ်ရကြီးလို့ယုံကြည်သွားကြတာပေါ့ဒါဘာဖြစ်တာလဲဆိုပြီးဝိုင်းဆွေးနွေးနေတော့မှတင်ရေချိုးကန်ထဲကနေစောင်းတစ်ထဲဝုန်းကနေလွင့်ထွက်လာပြီးစစ်သားတယောက်ရဲ့ခေါင်းပေါ်ကိုအုပ်မိသွားတယ်အဲ့ဒီဆောင်ကတော်ဝင်မိသားစုတွေပဲတုံးတဲ့အစ်စ်မြင့်ဆောင်ကောင်းကြီးဖြစ်နေရောအဲ့ဒီနောက်မှာတော့ရှင်းရှင်းကသူထည့်လိုက်တဲ့ပစ္စည်းတွေတစ်ခုပြီးတစ်ခုပျောက်သွားတာကိုသဘောကျပြီးကန်ထဲကိုဇက်တိုက်ပစ်ထည့်နေတော့တာပေါ့ရေချိုးကန်ထဲကနေစံတွေအသင့်စားခောက်ဆွဲချောက်တွေနဲ့တောက်ရည်တန့်တွေတဖွဲဖွဲထွက်လာတာကိုမြင်တော့ရှေးခစ်ကလူတွေခပြားဒါဟာနတ်ဖျားကသူတို့ကိုကောင်းချီးပေးတာပဲလို့တထဲချယုံသွားကြတော့တယ်နတ်မှုပြီးချမ်းအေးနေတဲ့မိမိရဲ့စစ်သားတွေကိုဒါတွေကကဲတင်နိုင်မယ်ဆိုတာသိသွားတဲ့အတွက်စစ်တူကြီးကနတ်ဖျားထံစားတဆောင်ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်စာထဲမှာတော့တင်းနမင်းကြီးကသာကျွန်ုပ်ရဲ့စစ်သားတွေအတွက်စားစရာနဲ့ရေကိုပေးသနာမယ်ဆိုရင်နမင်းကြီးအလိုရှိတဲ့အတိုင်းကျွန်ုပ်ရဲ့အသက်ကိုပါရေးပူစော်ပါမယ်ဆိုပြီးရေးပြီးရေချိုးကန်နဲ့ပြစ်ထည့်လိုက်တာပေါ့အဲ့ဒီစာကလည်းချက်ချင်းပျောက်သွားပြီးရှင်းရှင်းရဲ့ရေချိုးကန်နဲ့ရောက်သွားရောစာကိုဖတ်ပြီးနောက်မှာတော့ရှင်းရှင်းကစာပြန်ဖို့ပြင်ပါတယ်သူမကစာကိုတေးသေးချာချာအချိန်ယူပြီးရေးနေတော့မှပဲဟိုဘက်ကစစ်တူကြီးနဲ့လက်အောက်ငယ်သားတွေခပြားစာပြန်မရသေးတာကြောင့်နတ်ဖျားကသူတို့ကိုစွန့်ပစ်လိုက်ပြီးအထင်နဲ့ရင်တမမဖြစ်ပြီးတောကရောက်နေကြတာပေါ့အဲ့လိုဒုက္ခရောက်နေကြတဲ့အဲ့ဒီအချိန်မှာတင်ရေချိုးကန်ထဲကနေစာရွက်လေးတစ်ရွက်ပေါ်လာပြီးစာထဲမှာဒီလိုလေးရေးထားပါတော့တယ်ကျမကရှင်းရှင်းလို့ခေါ်ပါတယ်တာမန်လူသားတစ်ယောက်ပါပဲရှင်အသက်စတေးစရာမလိုပါဘူးအသက်ရှင်အောင်ပဲနေပေးပါနော်ရှင်းရှင်းလေးရှေးခေတ်ကလူတွေကိုကူညီခြင်းလို့ online ကနေပစ္စည်းတွေတရက်ဆက်လမ်းမှာပေးတော့တာပေါ့ဒါပေမဲ့ကြာလာတော့သူမမှလည်းပတ်စံပြတ်သွားရောဘာလို့လဲဆိုတော့သူမကတာမန်ကောလိပ်ကျောင်းသူလေးပဲဥစ္စာအဲ့ဒီလိုစိတ်ညစ်နေတော့မှပဲရေချိုးကန်ထဲကနေစာတစောင်ဝုန်းကနေထွက်လာပြန်တဲ့စစ်တူကြီးစီကစားပေါ့စာထဲမှာအခုစစ်ပွဲကပိုဆိုးလာလို့လူတွေအတွက်စားစရာနဲ့အဝတ်အထည်တွေလိုနေပါတယ်ဆိုပြီးကူညီဖို့တောင်းဆိုထားတာပါဒါတင်မဲလားဆိုတော့မဟုတ်ပါဘူးစာနဲ့အတူကြောက်တံပရံများတွေနဲ့ရွှေတုံးရွှေခဲတွေပါရေချိုးကန်ထဲကနေတထောင်ထောင်နဲ့လွင့်ထွက်လာပါလေရောရှင်းရှင်းခပြပျော်လွန်းလို့ခုံမတက်ဖြစ်သွားတာပေါ့ဒါတွေကိုရောင်းလိုက်ရင်ပတ်စံအများကြီးရပြီလေအဲ့ဒီပတ်စံတွေနဲ့ပစ္စည်းတွေအများကြီးထပ်မှာလိုက်တာနောက်ရက်ကျတော့သူမရဲ့တိုက်ခန်းရှိမှာကုန်ကားကြီးတစ်စီးနဲ့ပစ္စည်းတွေရောက်လာတော့တာပဲတစ်ဖက်မှာတော့စစ်တူကြီးနဲ့သူ့လူတွေခပြားစာပို့ပြီးဘာတန်မှပြန်မလာတော့နတ်ဖျားကသူတို့ကိုတကယ်ပဲစွန့်ပစ်လိုက်ပြီးထင်နဲ့တုံလို့ခြောက်ချားနေကြပြန်နဲ့အဲ့ဒီလိုရင်တထိတ်ထိတ်ဖြစ်နေတော့မှတင်ရေချိုးကန်ထဲကနေစားစရာတွေရေတန့်တွေနဲ့အသုံးဆောင်ပစ္စည်းတွေဘွားကနေပြန်ထွက်လာလို့အားလုံးတက်ပြင်းချနိုင်သွားကြတာပေါ့ဒါနဲ့တင်ရက်သွားတာမဟုတ်ဘူးနော်ရှင်းရှင်းကစစ်သားတွေချမ်းသာဆိုလို့အနှွေးတွေနဲ့ဖက်နှက်တွေကိုပါအွန်လိုင်းကနေစက်တိုက်မှာပေးနေတာအဲ့ဒီအချိန်မှာဟိုဘက်ကရန်သူတက်ကတော့ဒီလောက်အေးတဲ့ရာသီဥတုမှာစစ်တူကြီးနဲ့သူ့လူတွေဘလို့မှတောင်းခံနိုင်မှာမဟုတ်ဘူးဆိုပြီးလှောင်ပြောင်ရဲမောကစကားပြောနေကြတာပေါ့ဒါပေမဲ့သူတို့ထင်တယ်လို့ဖြစ်မလာပဲရှင်းရှင်းကစစ်တူကြီးတို့စီကိုခင်မီနှွေးတွေနဲ့ဖက်နှက်တွေကိုတဖွဲဖွဲပစ်ထည့်ပေးနေပြီလေစစ်တူကြီးနဲ့သူ့လူတွေလည်းခစ်တစ်ကပအဝတ်အထည်တွေရဲ့အရေးသွေးကိုကြည့်ပြီးတန်းတို့သဘောကျနေကြတော့ရေချိုးကန်ထဲကနေတစ်တာအကြီးကြီးတစ်ခုထပ်ပြုတ်ကျလာပြန်နေကြည့်လိုက်တော့အခန်းကိုနှွေးထွေးစေတဲ့အပူပေးဆက်ကြီးဖြစ်နေတာပေါ့စစ်တူကြီးလည်းအယမ်းဝမ်းသာသွားပြီးရှင်းရှင်းစီကိုကျေးဇူးတင်လွှာစာထပ်ရေးနေမိတယ်ဒီဘက်မှာလည်းရှင်းရှင်းကစစ်တူကြီးကိုအစွမ်းကုန်ကူညီပေးမယ်လို့စိတ်ပိုင်းဖြတ်ထားတာပေါ့ဒါပေမဲ့အေးလူလူမရှိလိုက်ရပါဘူးစစ်တူကြီးအတွက်နောက်ထပ်အခက်အခဲကြီးတစ်ခုချက်ချင်းရောက်လာပြန်ပါလေရောသူတို့ကိုအထင်သေးနေတဲ့ရန်သူတွေကရုတ်တရက်ကြီးစစ်တပ်ကြီးနဲ့အလုံးရင်းချီတက်တိုက်ခိုက်လာကြတာပါပြဿနာကရန်သူတက်မှာကလူရင်အားလည်းအများကြီးရှိသလိုလက်နက်ကောင်းတွေလည်းအပြည့်အစုံရှိနေတာစစ်တူကြီးရဲ့စစ်သားတွေမှာကတော့ကင်စရာလက်နက်တောင်မဲရမရှိကြရှာဘူးစစ်ပွဲရဲ့လယ်မှာစစ်တူကြီးတယောက်ရန်သူလက်ချက်နဲ့တေလူမျိုးပါဖြစ်ခါနီးအချိန်ပိုင်းလေးမှာတင်ရှင်းရှင်းကတနက်တွေနဲ့ခင်မီလက်နက်တွေကိုရေချိုးကန်ထဲကနေအချိန်ကိုက်ပစ်ထည့်ပေးလိုက်ပါတော့တယ်စစ်တူကြီးရဲ့စစ်သားတွေလည်းအားကောင်းလာတဲ့တနက်တွေကိုရချင်းရန်သူတွေကိုတရဆက်ပြန်လဲချိန်မုန်းတော့တာပေါ့ရန်သူတွေလည်းကြောက်လန့်တကြားနဲ့ချက်ချင်းပဲစုတ်ခွာထွက်ပြေးသွားကြရတော့တယ်ဒါပေမဲ့ရန်သူတွေပြေးသွားပြီးတာနဲ့တပြိုင်နက်တန်ရာပြင်းထန်နေတဲ့စစ်တူကြီးလည်းတတိလစ်ပြီးလဲကျသွားပါလေရောစစ်တူကြီးဒဏ်ရာတွေနဲ့အိယာတွေလဲနေတာကိုကြည့်ပြီးသူ့လူတွေမှာပူပန်လိုက်နေကြတဲ့အချိန်စစ်တူကြီးကိုကယ်ဖို့အတွက်သူ့ရဲ့လက်အောက်ငယ်သားတယောက်ကရှင်းရှင်းစီအချက်ပြဖို့အကြံရသွားပြီးသွေးတွေပေးကျန်နေတဲ့ပတ်တီးစာကိုရေချိုးကန်နဲ့ပစ်ထည့်လိုက်တယ်။သွေးတွေရွှဲနေတဲ့ပတ်တီးစာကြီးရေချိုးကန်တွေကထွက်လာတာကိုမြင်လိုက်ရတဲ့ရှင်းရှင်းလေးတစ်ဖက်မှာဘာလို့နေလဲဆိုတာချက်ချင်းသဘောပေါက်သွားတာပေါ့သူတို့ဈေးဝါးတွေလိုနေပြီလေဒါနဲ့သူမှလည်းဈေးတစ်တာကိုအမြင်ပြေးယူပြီးကန်နဲ့ပစ်ထည့်ဖို့အလုပ်ချေချော်ပြီးကန်ထဲကိုငိုက်ခနဲပြုတ်ကျလူကြီးပါဖြစ်သွားပါလေရောငါတော့သွားပြီလို့တွေးလိုက်မိပေမဲ့ကန်ကောင်းကျင်တော့ကိုအချိန်ကြီးပြန်ထိန်လိုက်နိုင်လို့ကန်ထဲပြုတ်မကျသွားခဲ့ပါဘူးရှင်းရှင်းလေးတက်ပြင်းချနိုင်မှဈေးတစ်တာကိုရေချိုးကန်ထဲတေးသေးချာချာထည့်ပေးလိုက်ရာစစ်တူကြီးရဲ့ကန်ထဲကနေဘွားကနေပေါ်လာပါတော့တယ်အဲ့ဒီနောက်စစ်တူကြီးအခြေအနေပြန်ကောင်းလာပါပြီဆိုတဲ့စာလေးကိုရတော့မှပဲရှင်းရှင်းလေးရင်ထဲကအလုံးကြီးကျသွားပြီးစိတ်အေးသွားရတယ်ဒါပေမဲ့စိတ်အေးသွားတာနဲ့တပြိုင်နက်စူးစမ်းကျင်စိတ်ကခိမရသိမရဖြစ်လာပြန်ရောဒီရေချိုးကန်ကတကယ်ပဲလူတယောက်ကိုပါတစ်ဖက်ကဘာကိုပို့ပေးနိုင်မလားဆိုပြီးတွေးမိသွားတာပေါ့အဲ့ဒါနဲ့ပဲရှင်းရှင်းတယောက်ကလထိုင်တလုံးကိုဆွဲယူပဲပေါ်တက်ရက်ပြီးရေချိုးကန်ထဲကိုကိုယ်တိုင်ဝင်ဖို့ပြင်ဆင်มาတော့တယ်
ရှင်းရှင်းတယောက်ရေချိုးကန်နဲ့ဝင်ဖို့ပြင်နေတော့မှာပဲဖုံးတလုံးဝင်လာပါလေရောပြီးတော့ရှင်းဟောင်းသူတေသနာရှင်တယောက်သူမအိမ်ကိုရောက်လာပြီးစစ်သူကြီးစီကရခဲ့တဲ့ခွက်အဟောင်းလေးကိုစစ်ဆေးကြည့်ရကနေဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း3000ကပစ္စည်းဖြစ်နေတာကိုသိလိုက်ရတယ်ရှင်းရှင်းလဲစူးစမ်းကျင်စိမ့်နဲ့အဲ့ဒီခေတ်ကမင်းဆက်ကဘာလို့ပြတ်သုံးသွားတာလဲဆိုပြီးမေးကြည့်လိုက်တာပေါ့သိလိုက်ရတဲ့အဖြေကတော့ဧကရစ်မင်းမြတ်ရဲ့တတမမြောက်သားတော်စစ်သူကြီးဟာအရွယ်ကောင်းကြီးမှတင်ရုတ်တရက်ပြင်းပြင်းထန်ထန်ဖျားနာပြီးအသက်23နှစ်အရွယ်မှာကွယ်လွန်သွားခဲ့လို့ပါတဲ့အဲ့ဒီနောက်မှာတော့ရန်သူတွေကအဲ့ဒီမင်းဆက်ကိုတိမ့်ပိုက်သွားခဲ့ကြတာပေါ့ဒါကိုကြားလိုက်ရတော့ရှင်းရှင်းခပြစစ်သူကြီးအတွက်ရင်ပူသွားရတော့တယ်အခြားတစ်ဖက်မှာတော့စစ်သူကြီးနဲ့သူ့လူတွေခပြရှင်းရှင်းကအောင်ပွဲခံဖို့ပို့ပေးလိုက်တဲ့မုံတိုင်းပစုံတွေနဲ့ဒီယာပလင်းတွေကိုကြည့်ပြီးကြောင်အန်းဖြစ်နေကြတယ်အားလုံးကပစုံတွေကိုကြည့်ပြီးအစိတ်ရှိမလားလို့ကြောက်နေကြပေမဲ့တတိကဲစစ်သားတယောက်ကကောက်စားကြည့်လိုက်ရကနေအကုန်လုံးအရန်ကောင်းတာပဲဆိုပြီးဝိုင်းစားကြတော့တာပေါ့သူတို့ကမြင်းသေးလို့ခေါ်တဲ့ဘီယာကလည်းတောက်လို့တကယ်ကောင်းနေတာကြောင့်ပျော်ပျော်ပါးပါးကြီးအောင်ပွဲခံနေကြတယ်အဲ့ဒီလိုပြောနေတော့မှပဲလောက်ကျန်တက်ဖြတ်မဲ့သူတယောက်ကစစ်သူကြီးကိုတတ်ဖို့စူးစမ်းလာပါလေရောဒါပေမဲ့ကံကောင်းကျင်တော့ဘာအန္တရာယ်မှမပြုတ်နိုင်ခင်မှာတဲ့အမိဖမ်းလိုက်နိုင်တယ်နောက်တော့ရှင်းရှင်းကစောင်းတွင်းမှာစိုက်လို့ရမယ့်မျိုးစေ့တွေနဲ့မျိုးဩဇာတွေကိုပါပို့ပေးလိုက်တာကိုသူတို့တွေ့ကြရတယ်။ဒါနဲ့ကျေးဇူးဆက်တဲ့အနေနဲ့စစ်သူကြီးတို့ဘက်ကလည်းရွှေတွေပလဲတွေအပြင်စစ်သူကြီးရဲ့ကွယ်လွန်သူမိခင်ကြီးပိုင်ခဲ့တဲ့ကြောက်စိမ့်ဆွဲပြားလေးကိုပါစားတစောင်နဲ့အတူကန်ထဲထည့်ပေးလိုက်တာပေါ့။ရှင်းရှင်းကရေချိုးကန်ထဲကထွက်လာတဲ့ကြောက်စိမ့်ဆွဲပြားလေးကိုမြင်မြင်ချင်းဒါဟာသူမရဲ့တီးစစ်မှာပါတဲ့ဆွဲပြားကြီးဖြစ်နေတာကိုသိသွားတယ်။အဲ့ဒါနဲ့ချက်ချင်းပဲစစ်သူကြီးစီစာပို့ပြီးအသက်ဘယ်လောက်ရှိပြီလဲလို့လှမ်းမေးလိုက်ရ။အသက်22နှစ်ဖြစ်နေတာကိုသိလိုက်ရတော့တယ်။တမိုင်းရဆိုရင်သူက23နှစ်မှာတည်ရတော့မှလေရှင်းရှင်းတယောက်စစ်သူကြီးရဲ့အသက်ကိုကယ်တင်နိုင်ပါမလား။